ဒီတစ်ခါမှာတော့အင်ရှင်မရဲ့အတွက် Pro One Global မင်္ဂလာတော်ရောင်းစာလာရဲ့အပေါ်တက်ကိုခေါ်သွားမှာပဲဖြစ်ပါတယ်ခင်ဗျာပညာရေးနဲ့အလုပ်ကိုင်အတွက်မရှိမဖြစ်လိုအပ်တဲ့စာရေးကိရိယာနဲ့ Digital အသုံးဆောင်ပစ္စည်းများအတွက်လည်းအမှဝယ်ရမလဲရှာဖွေနေပါသလားအိမ်အလုပ်တွေကိုလင်းမြန်လွယ်ကူစေမဲ့ခင်မီအိမ်သုံး electronic ပစ္စည်းများနဲ့မိဖို့ချောင်သုံးပစ္စည်းများကိုရှာဖွေနေပါသလားတက်တောင်းတက်တာရှိစေမဲ့အိမ်ထောင် pre-box ကပစ္စည်းတွေနဲ့လိုအပ်တဲ့ပစ္စည်းတွေကိုလည်းတနေရာထဲမှာဝယ်ယူဖို့စဉ်းစားနေပြန်ပြီလားမိမိအိမ်လေးထုံးလင်းတောက်ပနေဖို့အတွက်လျှက်စစ်ပစ္စည်းနဲ့ဆက်ဆက်ပစ္စည်းများအတွက်လည်းဝယ်ယူဖို့စဉ်းစားနေပြန်ပြီလားအော်တိုဘာလ17ရက်နေ့ Pro One Global မင်္ဂလာတော်ရောင်းစင်တာတကြီးမှာအင်ရှင်မရဲ့အတွက်လည်းလိုအပ်တာတွေအားလုံးကိုတနေရာထဲမှာစုံစုံလင်လင်ရောင်းချပေးသွားမှာဖြစ်လို့လာရောက်လေ့လာဝယ်ယူအားပေးဖို့အတွက်သတင်းကောင်းပါလိုက်ပါတယ်ခင်ဗျာ